Hello အားလုံးပဲမင်္ဂလာပါအမဒီနေ့ပြပြချင်တာလေးကတော့ကိုယ့်ရဲ့ dream လေးကိုမပြောက်စေချင်ပြောချင်တာပဲဖြစ်ပါတယ်အမလိုမျိုး YouTuber တယောက်လုံးမယ်ဆိုလို့ရှိရင်လေအခက်ခဲတွေကတော့ရှိနေပါတယ်အမလေးနေအရင်တော့ကတော့အခက်ခဲရှိရပါတော့ဘာဖြစ်လို့အဲ့ဒီအခက်ခဲရှိရလဲဆိုတော့အရင်တော့ကဆိုရင်တငယ်ချင်းတွေအမရဲ့တငယ်ချင်းတွေအဲ့လိုမျိုးအမဗီဒီယိုတွေကိုတွေ့တာမှအရန်ကြောက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကတကယ်လို့သာသူတို့အိမ်ကိုအလေသွားတဲ့အချိန်မှာလေအဲ့ဒီဗီဒီယိုတွေကိုအကျယ်ကြီးဖွင့်ပြီးတော့ကိုယ်စိတ်ဒုက္ခတွေပေးမှကြောက်လို့ပဲဖြစ်ပါတယ်အဲ့လိုမျိုးကြတော့လေကိုကရှက်တာပဲလေဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ပေါ့နော်ပြီးလို့ရှိရင်ခုနောက်ပိုင်းကျတော့အဲ့ဒါတွေမကြောက်တော့ဘာဖြစ်လို့ view မဆိုင်တာလဲဘာဖြစ်လို့လဲဆိုတော့သူတို့အဲ့လိုမျိုးဖွင့်လိုက်တာနဲ့ကိုယ့်ရဲ့ view ကတော့ရမှာပဲဟုတ်တယ်မလားပြီးလို့ရှိရင်တို့တွေးထားတဲ့အရာလေးတွေရှိပါတယ်အဲ့ဒီအရာလေးတွေကတော့အများကြီးရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့လူတွေကအဲ့လိုကိုကစချင်တယ်စလို့ရှိရင်လည်းအောင်မြင်မှုတွေအများကြီးရမယ်ဆိုတော့လူလေးတွေကအခုချိန်မှာသူတို့ကအဲ့ဒီအရာတွေကြောက်နေပါတယ်ကိုရင်းလေးကြောက်ခဲ့တာပဲဒါပေမဲ့တဖြည်းဖြည်းချင်းနဲ့မှကိုယ့်ရဲ့စိတ်ကလေးကိုပြင်လာရင်းနဲ့မှတဖြည်းဖြည်းချင်းအဆင်ပြေလာတယ်တခါတလေဆိုရင်တချို့နေရာတွေတချို့မှားတာလေးစလုံးမမှားရဆိုရင်မိဘတွေကိုကအကောင့်ကိုပြတ်ထားတဲ့အတွက်ကြောင့်မလို့ပြောခံရတယ်ပြီးလို့ရှိရင်ရုပ်ဆက်စာချင်းပြရတဲ့အချိန်တော့ဆိုရင်မိဘတွေဆိုမှအရင်ကြောက်တယ်ဘာဖြစ်လို့ကြောက်တာလဲဆိုတော့ရဲ့ family ဒီကိုရုပ်မပြခိုင်းဒီအလုပ်ကိုလုပ်တာတော့မှတကယ်တော့ဘာမှမကြပါဘူးအဲ့အတွက်ကြောင့်မလို့ကအိမ်မှာရုပ်လည်းမပြဘူးဂိမ်းလေးတွေစော့ပြရတယ်အဲ့ဒါတွေကစိတ်ဝင်စားဘူးလေတကယ်တော့ဂိမ်းတွေကိုစိတ်ဝင်စားပါဘူးအဲ့ဒါကြောင့်မလို့ခုနောက်ပိုင်းရုပ်ပြတော့လေနည်းနည်းကြောက်ရတယ်ပေါ့နော်မိဘတွေတခုခုများစုမလားအဲ့ဒါလေးကြောက်ရတယ်အတန်နဲ့လှုပ်တော့ဆိုရင်အတန်အသိမကောင်းတော့တငယ်ချင်းတွေ့မှာအရန်ဆိုးတယ်ပြီးလို့ရှိရင်လေဒီရဲ့မိဘတွေကစလုံးမလာတွေတွေ့လို့ရှိရင်လေထောက်တယ်ပေါ့နော်အခါကျရင်လေနည်းနည်းပေါ့ဝမ်းနေအခုနောက်ပိုင်းတော့အဲ့လောက်ဝမ်းမနေတော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါရဝမ်းနေစရာမဟုတ်ထောက်ပြရတာလေကိုထောက်ပြတာဖြစ်တဲ့အတွက်ကိုကလက်ခံရမယ်လက်ခံနိုင်တဲ့စိတ်ကိုလည်းမွေးမြူထားရမယ်ဒီအရာတွေဒီ dream ကိုလုပ်မယ်ဆိုဒီအရာတွေကိုလက်ခံရမယ်ဆိုတာကြိုးပြီးတော့တွေးရမယ်ဘာဖြစ်လို့လဲဆိုတော့အရင်တော့ကမတွေးခဲ့ဘူးအရင်တော့ကအဲ့ဒါမျိုးတွေဆိုရင်အရင်ကြောက်ခဲ့ဒါပေမဲ့တို့ဒီ mindset ကိုတော့ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ဒီလိုအလုပ်လုပ်ဖို့ဆိုတာပြောစရာတော့အများကြီးရှိပေမဲ့ဗီဒီယိုလေးကလည်းဆုံးတော့မဖြစ်တဲ့အတွက်မပြောတော့ပါဘူးအားလုံးပဲဘိုင်နောက်ဗီဒီယိုကျမှတွေ့ကြမယ်ဘိုင်